မင်္ဂလာပါလမ်းတော်တိုင်း Business Networking Series ကနေကြိုဆိုပါရစေဒီသင်ခန်းစာတော့ Firewall အကြောင်းပြပြမှာဖြစ်ပါတယ်ဒီမှာလေ့လာမှာ Firewall လို့လို့ပေါ့ Firewall အခြေခံအဖြစ်ဘယ်လိုမျိုးသိပြီးတော့ဘယ်လိုနားလည်ရမလဲပြီးတော့ Firewall အသုံးပြုကိုလည်းသိဥပြသွားမှာပဲဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော် Firewall ပေါ့ Firewall ဘယ်လိုပုံစံမျိုးလဲပေါ့ Firewall ဆိုတာကျွန်တော် network ကိုကာကွယ်ပေးမယ် security system တစ်ခုလို့ပြောလို့ရပါတယ်security system တစ်ခုဆိုတာဒီကျွန်တော် network ကဝင်လာမဲ့ဒီ traffic တွေပေါ့ဘယ်လို traffic လဲ traffic တွေမှာဒီဘာမှမဟုတ်တဲ့ဒီဘာပြဿနာမရှိတဲ့ traffic တွေရှိသလိုဒီကလေးပြဿနာဖြစ်နေတဲ့ traffic တွေဥပမာဆိုကိုယ့်ရဲ့ဒီအမလူအားလည်းပြဿနာဖြစ်လာမယ်ဒီအခဏပဲထားပါတော့မဟုတ်လေ authorize ဖြစ်တယ်စာသင်ပြန်ပြောမယ်ဆို authorize ဖြစ်တဲ့ traffic တွေလား authorize မဖြစ်တဲ့ traffic တွေလားပေါ့အဲ့လိုဟာတွေကိုဒီစီစစ်ပေး filter လုပ်ပေး filter လုပ်ပေးပြီးတော့ဒီကောင်တွေကိုတားဆီးခြင်းတားဆီးဥပမာဆိုရင် Android traffic ဆိုရင်တော့ဒါလက်ခံတယ် internet ပေါ်ကဘယ် traffic လာလား Android ဖြစ်တယ်ဆိုရင်ဒီ ဒီကျွန်တော် Windows မှာကျွန်တော်သုံးပြလို့ရတယ်ပေါ့အဲ့ဒါ Windows Firewall တော့ဒီ Windows Firewall ဆိုတာလည်းကြားဖို့မှာပါကျွန်တော်ရဲ့ဒီခေတ်မှာလူများကြားဖို့ပါ Firewall မဟာတရာကြီးပါညာချို့ပြောကြတယ်ဟုတ်ပြီအဲ့ဒါတော့ဒီကောင်ကဒီ traffic တွေကိုသူကတားဆီးပြီးရပေါ့ဥပမာဆိုမှန်ကန်တဲ့ traffic အစိမ်းလေးကမှန်ကန်တဲ့ traffic လို့မြင်လာမယ်ဆိုရင်အစိမ်းလေးကိုသူကဝင်လာစေရပေါ့အကယ်မမှန်ကန်တဲ့ traffic တွေဆိုရင်တော့ဒီကောင်ကမောင်းထုတ်လာတယ်မလက်ခံတော့ဖြတ်ချလိုက်ပေါ့အဲ့တော့ကျွန်တော်ဒီ window လေးကဒီမလိုလားတဲ့ပြဿနာဖြစ်တော့ပေါ့အမှဆိုအလွယ်ကူပြောဆိုအဟမခံရတော့ဘူးပေါ့ပြီးတော့အဲ့လိုမျိုး traffic တွေကိုပဲမကောင်းတဲ့ traffic တွေဆိုတားဆီးပြမှာပေါ့ကျွန်တော်တို့ကိုယ်တိုင်ကဒီ network traffic တွေကိုကျွန်တော်ကိုယ်တိုင်သတ်မှတ်ပေးလို့ရတယ် route တစ်ခုအနေနဲ့ဥပမာဆိုကျွန်တော်YouTube ကို ban ကျင်တယ်ဒါမှမဟုတ် Facebook ကို ban ကျင်တယ်အဲ့တော့ကျွန်တော် firewall မှာတွားပြီးတော့ထည့်လိုက်မယ်ဆိုရင်ဒီကောင်ကြီးက ban သွားမှာကျွန်တော်ဆိုလိုတာလည်း ban သွားမှာကျွန်တော်ထည့်လိုက်ပြီဆိုရင် firewall ကျွန်တော်ဒီကောင် ban လောက်ကွာဆိုပြီးကျွန်တော်ထည့်လိုက်မယ်ဆိုရင်ဟော ban သွားပြီ ban လောက်ပြီဆိုရင်ကျွန်တော်ဒီ laptop ကနေကျွန်တော်အဆက်ရမှာပေါ့ဒီကမှတ်သက်တစ်ခုပေါ့အဲဆိုရင် firewall ဘာလုပ်ပေးလဲဆိုရင်ကျွန်တော် network လာတဲ့ traffic တွေကိုကျွန်တော်ban လို့ရတယ်ဥပမာဆိုပြဿနာတက်တာနဲ့ security ကပြဿနာတက်တာနဲ့ဒီ secure မဖြစ်ဘူးအဲတော့မဖြစ်တဲ့ traffic တွေဆိုရင်ဒီကောင်က ban ပဲ authorize ဖြစ်တဲ့ traffic တွေယုံကြည်ရ traffic တွေဆိုရင်ဒီကောင်လက်ခံပြီးတော့ computer ကိုနှမ်းပြီးပို့ပေးမှာပေါ့ network ကနေကျွန်တော်ကာဝယ် security system ပဲဆိုပါစို့ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းသတ်မှတ်လို့ရတယ်ပေါ့ဒီ rule တွေကိုဒီ ban ကောင် ban မှာလဲဘယ် army ကို ban မှာလဲအဲ့နေရာမှာကျွန်တော် traffic ကိုပြောရတဲ့နေရာမှာ army address ကိုလည်းပြောလို့ရတယ်ဒါမှမဟုတ် domain ကဘယ်လိုမျိုးလဲဆိုတော့ youtube.com မဟုတ် facebook.com ဒါမှမဟုတ်ရင် land router mn.com ကျွန်တော်ရဲ့ domain တွေအဲ့လိုမျိုး domain တွေကိုလည်းကျွန်တော်ထည့်ပြီးကျွန်တော် ban ချလာလို့ရတယ်ဒါမှမဟုတ်ကျွန်တော် port ဆိုတာကျွန်တော်ရှင်းပြပြီးသားဘယ်လိုမျိုးလဲဆိုတော့အဲ့လိုမျိုး port တွေကိုလည်းကျွန်တော်ban ချလာလို့ရပါတယ် port တွေလည်းဘာလို့လို့ရလဲကျွန်တော် ban ချလိုက်ရ port ဆိုတာ service ပဲဘယ် service ကိုတောင်းရအောင်ဥပမာဆိုရင်443 HTTPS ကိုပဲ ban မှာလားဒါမှမဟုတ်ရင် SIA ဖြစ်တဲ့22ကိုပဲ ban မှာလားမိမိ ban နေတဲ့ဟာ ban လို့ရပြီး program တွေဆိုတာကျွန်တော်ဥပမာဆိုရင်ကျွန်တော် Chrome လို့ Spotify လို့ Microsoft Store လို့မိမိဒီကွန်ပျူတာမှာရှိတဲ့ program တွေကပဲ internet ဆက်မရဆိုလှမ်း ban လုပ်ရတယ်ဟုတ်တယ်ဟုတ်အဲ့ဒါကိုကျွန်တော်ဒီ firewall လို့ပြောလို့ရတယ်အဲ့ဆိုတော့ firewall ကဒီကျွန်တော်ကွန်ပျူတာရဲ့မှာပဲရှိရလားကျွန်တော်မိမိတို့ဒီ Windows ကွန်ပျူတာတို့ Linux တို့မှာပါရဲ့အကောင်တွေကိုကြောက် firewall လို့ခေါ်တယ်အဲ့ဒီ firewall ဘာ firewall လဲဆိုတော့ host based firewall လို့ခေါ်တယ်ဒီပါပြီးသားပေါ့ဒီ operating system ရဒီပါပြီးသားပေါ့ system firewall လို့ခေါ်လို့ရတယ်ပြီးတော့ router မှာပါရဲ့ firewall ကိုကြောက်ဒီ network based firewall လို့ခေါ်တယ်ကျွန်တော်ဒီ network based firewall ဆိုတော့ဥပမာဆိုရင်ကျွန်တော်ဒီအိမ်သုံး Wi-Fi router လေးမှာဆိုရင်အကောင် firewall ပါပြီးသားအဲ့ဒီမှာကျွန်တော် ban နိုင်ပြူရတယ်တွားလို့ရတယ်မျိုးကလေးကြီးဒီ router ရဲ့ဒီ IP address ကိုထောက်ပြီးတော့ပင်ပြီးတော့ဒီ router နောက်မှာရှိရဲ့ဒီ passport နဲ့ username ကိုထည့်ပြီးတော့ဒီကောင် router မှာဝင်ကြည့်လို့ရ system ထဲမှာ configuration ချပြီး firewall တွားပြီး ban နိုင်ပါလုပ်လို့ရတယ်ဒါပေမဲ့ကိုလုပ်တဲ့ဟာကိုမှတ်မိအောင်လုပ်တာပေါ့အဲ့မှာပြန်ပြီး unban လုပ်လို့ရမှာပေါ့ဒါကြောင့် network based firewall လို့ခေါ်တယ်ဒီကျွန်တော် system မှာပါပြီးသား firewall ကိုကြာ Windows firewall ဘာလို့ကြာတော့ဒီ host based firewall လို့ခေါ်တယ်ဒါပေမဲ့ဒီ network based firewall ကကြာတော့သေးလေးပဲလေဒီ router လေးရသေးလေးပဲအရင်ပြောင်းနေလို့မရဘူးတပတ်တွေသူ့မှာ limit နဲ့သူ့ limit နဲ့သူရှိတယ်အကြိမ်ကျွန်တော်တို့ရဒီလို computer တွေထောင်နဲ့ချီအသုံးပြုမှဆိုရင်တော့တီးတန့် firewall ရှိတယ် organization တွေကြီးရင်ကြီးတယ်လို့မျိုးကျွန်တော်ရ standard အလုံး firewall ဆိုပြီးတီးတန့်ရှိတယ်ဒါ firewall တီးတန့်မယ်လုံးဝ ban မယ် filter လုပ်မယ်တီးတန့်ထုတ်တဲ့ firewall တော့ Wi-Fi နဲ့လည်းမတော်တော့လေမှာတော့ခံပြီးဒီ Wi-Fi ထဲမှာပဲလေမှာထက်ခံပြီးကျွန်တော်တို့သုံးတာပေါ့အဲ standard လုံး firewall လို့ခေါ်တယ်ဒါကိုဘူးရအောင်ပြပြတာဒါဆိုတော့ကျွန်တော်လက်တွေ့မှာကျွန်တော်တရုပ်ပြမှာပဲဖြစ်ပါတယ်တရုပ်ပြမယ်ဆိုဘာလို့တရုပ်ပြမယ်ဆိုကျွန်တော်firewall ကိုကျွန်တော်ဒီ Windows firewall ကိုကျွန်တော်စမ်းကြည့်မှာဖြစ်ပါတယ်လက်တွေ့မှာဟုတ်ပြီဒါဆိုရင်ဒါကျွန်တော်ခဏဖွင့်ကြည့်လိုက်မယ်ပြီးတော့ကျွန်တော်လက်ရှိမှာဆိုရင်ကျွန်တော် LAN router ကိုကျွန်တော်ရထည့်လာမယ် LAN router mn.com လို့ရထည့်လာမယ်ဆိုရင်ကျွန်တော် LAN router website ကြီးပေါ်လာရဲဆိုပါစို့ဒီ LAN router website ကြီးကကျွန်တော်မြင်နေရပြီဟုတ်ပြီနော်ဒါ LAN router website ကြီးကျွန်တော်မြင်နေရပဲဖြစ်ပါတယ်အဲဆိုရင်ဒီ LAN router website ကြီး
ဒါဆိုကျွန်တော်အဆက်ရတယ်ပေါ့ဒါဆိုကျွန်တော်ဒီ land router website ကိုခုနကကျွန်တော်ပြောလို့ပဲ firewall အသုံးပြီးကျွန်တော် ban လို့ရတာရပါတယ် firewall အသုံးပြီးဘာလို့ရလဲ ban လို့ရတယ်အဲ့ကျွန်တော်လည်းလုပ်ကြည့်အောင်ပုံမှန်ဆိုကျွန်တော် Windows key ခေါ်ပြီးတော့ကျွန်တော် firewall လို့ဒါကျွန်တော်ရထည့်လာမယ်ဆိုရင်ဘာမှမပေါ်လာဘူးWindows လို့ထည့်တာ Windows firewall လို့ထည့်ရင်ပေါ်လာလိမ့်မယ် Windows firewall Windows Defender firewall လို့ထည့်လိုက်ပေါ်လာလိမ့်မယ်အဲ့တော့ open လုပ်ပြီးဖွင့်လာလို့ရတယ်အဲ့ဘာဖြစ်လဲ open လုပ်ပြီးဖွင့်လို့ရတယ်အဲ့လိုမျိုးမဖွင့်ရင်နည်းလေးခုနည်းလေးပြောနည်းလေးဒီရက်ပို့ပြီးတော့လုပ်ချင်တယ်ပေါ့အဲ့ဒါ Windows key ရအောင်နှိပ်လိုက် Windows key ရအောင်နှိပ်လိုက် RAM box လေးကြာလာလိမ့်မယ် Windows key ကိုဖိပြီးတော့အားလေးကိုနှိပ်လိုက် RAM box လေးကြာလာလိမ့်မယ်အဲ့ဘာရထည့်လာမလဲဆိုတော့ wf.msc လို့ရထည့်လာWindows firewall ပဲခေါ်တာပဲတူတူပဲခုနလိုပဲဒီWindows firewall program လေးကြာလိုက်ပြီ version program လေးကြာလိုက်ပြီအမှလို့ရ inbound နဲ့ outbound ဆိုပြီးရှိတယ် inbound နဲ့ outbound ဒါက ban နဲ့ဒီပဲကျွန်တော်ပြပြမှာနော် inbound နဲ့ outbound ဆိုတာရှိရယ် inbound နဲ့ outbound မှာကျွန်တော်ရလောက်ရမှာကျွန်တော် outbound ကိုလောက်ရမှာ outbound ဆိုတာအထွက် outbound ဆိုတာဘာလို့လဲဆိုတော့အထွက် inbound inbound ဆိုတာအထွက် outbound ဆိုတာအဝင် outbound အဝင်ဆိုတာဥပမာဆိုကျွန်တော်ခုနပြောခဲ့ပဲကွန်ပျူတာရဲ့ကျွန်တော်ကွန်ပျူတာရဲ့ဝင်လာမဲ့ကောင်တွေကျွန်တော်တားဆီးမှာလေလက်ရှိမှာဒီကောင်ဆိုလဲကျွန်တော်ဒီမှာ reload လုပ်လိုက်ရင်ဒီ website ကြီးကြာလာတယ်ဆိုတော့ကျွန်တော်ကွန်ပျူတာရဲ့ဒီ data ရဲ့ဒီ web file တွေပို့လာလို့အဲ့ဒါကိုကျွန်တော်မဖြစ်ချင်ဘူးဆိုတော့ကျွန်တော်တွေကဒီအောက်ဘောင်းမှာကျွန်တော်တောက်ဖမ်းမှရမယ်ဝင်လာတဲ့ connection ကိုအဲ့ဘယ်လိုမလဲဆိုကြည့်အောင်မ euro ရှိရယ် euro ဖွင့်လာပြီဆိုရင်ဒီမှာကျွန်တော် router မေးရ program လားပေါ့လား predefine လားအမှကျွန်တော် custom နဲ့ပဲကျွန်တော်သွားအောင် custom ကျွန်တော်ရွေးလာမယ်ဒီ niche ကိုရွေးမယ်ဒီမှာမေးရတော့ကျွန်တော်စရပေါ့ကိုမေးရဘယ်ပေါ့ကိုဘန်းမှာလဲပေါ့ဘယ်ပေါ့ကိုဘန်းမှာလဲကျွန်တော် any ပဲကျွန်တော်ရွေးထားတယ်ဟုတ်ပါရဲ့ကျွန်တော် any ကိုပဲဘန်းမှာဒီမှာကျွန်တော် UDP TCP ကျွန်တော်သီးသန့်ထပ်ဘန်းလို့ရတယ်ဒါပေမဲ့ကျွန်တော်ရှိသမျှပေါ့အောင်တော့ဘန်းချမှာဖြစ်တယ်အတွက် any ကိုကျွန်တော်ရွေးလာတယ်ပြီးရင်ကျွန်တော် niche ကိုရွေးရဒီမှာ what local IP address that this rule apply to ဘယ် local IP တော့လုံးမှာလဲဆိုမဟုတ်ဘူးကျွန်တော် remote လုံးမှာ remote ပဲကျွန်တော်ထည့်လာမယ်ပြီးကျွန်တော် app ကိုရွေးမယ်အဲ့မှာကျွန်တော်ပေးရတာဒီ IP address ကိုထည့်ရမယ်ပေါ့ဆိုတော့ကျွန်တော် LAN router အမှတ်တော့ကိုရ IP address ကိုကျွန်တော်မသိဘူးဖြစ်နေတယ်အဲ့ဒါဘာလို့မလဲဆိုတော့ command လေးဖွင့်လာမယ်ပြီးသူ့ IP ကိုကျွန်တော်သွားပြီးစစ်ကြည့်မယ်ပေါ့အသားကြီးနဲ့ဒီမှာတစ်ခါ login ဝင်ပြလာမယ်စက္ကန့်နေရာမှာ LAN router မယ်တော့ပေါ့အဲ့ဒါကျွန်တော်အစားကြီးနဲ့ကျွန်တော် login ဝင်လာပြီဆိုရင်ဒီမှာ root access ရသွားပြီပေါ့နော်ဒီမှာကျွန်တော် IP address လေးပါနေလိမ့်မယ်ဒီ IP လေးကိုကျွန်တော်တစ်ခါလေး copy ကူးခဲ့လာမယ်လက်ရှိမှာဆိုရင်ကျွန်တော် LAN router ရဲ့ server တွေကိုရောက်သွားပြီပေါ့ဒီမှာအဲကျွန်တော်သင်ပြရအောင် LAN router ရဲ့ server တွေကိုရောက်သွားပြီဒီနေ့မာနက်ပြီးတော့အဲဆိုကျွန်တော် Linux server တွေမှာပေါ့လက်ရှိမှာဟုတ်ပြီဒါဆိုဒီ SSH ကိုပါ SSH အစီအစဉ်မှာကျွန်တော်ပိတ်ချမယ်ဒီ website ကိုလည်းကျွန်တော်ပိတ်ချမယ်ပေါ့အဲဆိုခုနကကျွန်တော် copy လိုက် server ကိုထည့်လာပေါ့ခင်ဗျားတို့ကလည်းစမ်းကျင်နေဆိုရင်တော့ public server တစ်ခု server army တစ်ခုကိုတုံးဒါမှမဟုတ်လည်းကျွန်တော်ရဲ့ဒီ server army ကိုပဲတုံးတာပေါ့ပြီးရင်တော့ပြန်ပြီးတော့ analyst unban တော့လုပ်ထားပါတော့ပြီးရင်တော့ကျွန်တော်ရဒီကောင် army တော့ထည့်ပြီးပါဆိုရင် okay ကိုနှိပ်မယ်ပြီးကျွန်တော် niche ကိုရွေးမယ်ဒီမှာကျွန်တော်ရဲ့ view ရဲ့ allow the connection လာတာမှမဟုတ် connection က secure မဖြစ်တော့ဘူး sorry ဒီ connection က secure ဖြစ်တယ်ဆိုရင် allow လုပ်မှာလားအမျိုးမျိုးပေါ့ဒါတော့ဒီမှာကျွန်တော်ရ block လုပ်မှာလေရှိသမျှကျွန်တော် ban ချမှာဖြစ်တဲ့အတွက်ကြောင့်မလို့ niche ကိုရွေးလာမယ်ပြီးဒီမှာထပ်မေးရ domain တွေလား private လား public လားဆို public network လဲ private network လားဆိုဟုတ်ပါတယ် public နဲ့ private network ဘယ် network ပဲချစ်ချစ် public network ပဲချစ် private network ပဲချစ်ပဲဒီကောင်ကို ban မယ်ပြီးတော့ domain ကိုလည်းချိန်လဲ domain တစ်ခုအနေနဲ့ဒီ connect လုပ်တယ်ဆိုရင် ban မလားဟုတ်တယ် domain ကိုလည်း ban မယ်လို့ကျွန်တော် niche ကိုရွေးလိုက်ပြီးတော့နာမည်ရေးမယ်ဒီမှာကျွန်တော် LAN router လို့ကျွန်တော်ရေးခဲ့မယ်ပြန်ပြီး share လွယ်အောင်လို့ပြီးရင်ဒီမှာဘာလို့လဲဆိုတော့ testing box စမ်းသပ်တယ်ဆိုပြီးကျွန်တော်ရေးခဲ့ပြီးကျွန်တော် finish ကိုရွေးလိုက်မယ်ဆိုရင်ဒီ website ကကျွန်တော် ban ပြီးသွားပါပြီဟုတ်ပါတယ်အဲ့တော့ကျွန်တော် reload လုပ်မယ်ဆိုရင်တော့ကျွန်တော်မြင်နေတာပဲဒီ your internet access block ဆိုပြီးပြပါပါတယ်ဒါကကျွန်တော် firewall နဲ့ကျွန်တော်ကောက်ပြီး ban ချလိုက်ပဲဖြစ်ပါတယ်ဒီ method ကဒီ method နဲ့ပေါ့ဘာလို့ရှင်လဲ VPN သုံးမှရမှာပေါ့နေရာကိုကြော်နေတယ်ကြော်ပြီးကြည့်နေတယ်ဆိုတော့ဒါပုံမှန်ပါပဲပြီးတော့ခုနကကျွန်တော် SSH season လေးပြန်ကြည့်အောင် SSH season အလုပ်လုပ်သေးလားပေါ့အဲဒါဆိုတော့မယ်ဆိုတော့ဒီမှာ client 2ဆိုပြီးပေါ်တယ်အဲ့နောက်တစ်ခါကျွန်တော် SSH ထပ်ချိန်မယ်ဆိုလဲ permission တနာဆိုပြီးပြနေပါတယ်ဒါကကျွန်တော် firewall ကျွန်တော်ရဘာလို့လဲ ban ချလာတာဖြစ်ပါတယ်အဲ့ဒါဆိုရင်ဒီမှာဒီကောင်ပြန် unban လုပ်မယ်ဆိုမှ LAN router ဆိုရင်အကောင်လေး profile လေးတွေ့ရမလားအကောင်လေးထောက်ပြီး delete ကိုနှိပ်လိုက် yes ကိုနှိပ်လိုက်ဒါဆိုရင်ဘုံ LAN router website ပြန်တက်လာပါတယ်ဒါတော့အခြေခံကြတဲ့ firewall အသုံးပြုရနည်းပေါ့ခုနကလည်း SSH season ရှိသေးလားSSH protocol လည်းရပါပါတယ်ဒီမှာဝင်လာပါတယ်အဲကြောင့်တော့ဒီ LAN router ကို sorry LAN router ဟို ban တာရဲ့ unban လုပ်တာသိမယ်လို့ထင်ပါတယ် firewall ရဲ့အလုပ်လုပ်ဖို့အခြေခံလည်းနားလည်မယ်လို့ထင်ပါတယ်ဒီမှာတစ်ခုရှိရခင်ဗျားတို့အနေနဲ့ဒီ SSH root LAN router ဆိုတော့ပြီးတော့ဝင်ကြည့်မနေပါနဲ့ဟုတ်ခင်ဗျားဝင်လို့မရပါဘူးဒါကျွန်တော်ကဒီ key ထည့်ထားမှာမို့လို့ကျွန်တော်ဒီ window ထဲမှာကျွန်တော်ကသွားပြီးအဆက်ဒီကျွန်တော်ကွန်ပျူတာမှာသွားပြီးအဆက်ရနေရမို့လို့ပါကိုယ့်ကိုသွားဝင်ကြည့်လို့မရဘူးဆိုရင်တော့ရမှာမဟုတ်ပါဘူးတခါပြပြပါမရဘူးဆိုလာမီးနေမှာဆိုလို့ခင်ဗျားလုပ်လို့ရမှာဒီ army address ကိုဒီခုန ban list မှာသွားထည့်လိုက်ရင်ရတယ်ဒီ
ဒီအမေရော panel list မှာတက်ထည့်လို့ရပါတယ်။အခက်အခဲဖြစ်လို့နားမလည်ဘူးဆိုတော့ကျွန်တော်ပြပြပါဒီမှာ ban line list ကိုလည်းနာမည်ကိုမှတ်မိရဲ့နာမည်ကိုပေးပါဒါ ban နေပြီပေါ့ကိုကလီကြီးပေါ့error တိုက်နေကျွန်တော်မေးပေါ့ကျွန်တော်ပြန်ပြီးဖြည့်ရှင်းပေးပါမယ် any task နဲ့ဒါဆိုဒီသင်ခန်းစာကိုဒီလောက်ပါပဲနားလည်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်